မင်္ဂလာပါရှင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းကတော့လေဘိုးထွက်ဘာသာမှာအလေးမြတ်ထားတဲ့ရွတ်ဖတ်ပူဇော်မှုတွေအကြောင်း YouTube မှတ်တမ်းတစ်ခုကနေထွေးဆဲချက်လေးတွေပေါ့ဟုတ်ကဲ့ခမနာအဓိကကတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်၉ပါးရဲ့ပြီးတော့ယတနာတို့ပရိတော်ရဲ့အဲ့ဒါတွေရဲ့အဓိပ္ပာယ်တွေကိုနည်းနည်းနဲ့ကြည့်ကြတာပေါ့နော်ဟုတ်ပါတယ်ဆိုတော့အဲ့ဒီမတန်းကိုအခြေခံပြီးတော့ဂုဏ်တော်တွေကဘလောက်တောင်အဓိပ္ပာယ်ရှိလဲယတနာ၃ရဲ့နောက်ခံကဘလို့လဲယတနာ၃ပါးဆိုတာဘာလဲအဲ့ဒီဂုဏ်ကြီးတွေကိုလေ့လာကြည့်ကြမယ်ပေါ့ဟုတ်ကဲ့ဒီရွတ်ဖတ်ပူဇော်မှုတွေအနှစ်သာရကဘာများဖြစ်မလဲဆိုတာကိုဖော်ထုတ်ကြည့်တာပေါ့လေစိတ်ဝင်စားစရာပဲကောင်းပြီဒါဆိုဂုဏ်တော်၉ပါးနဲ့စားလိုက်ကြရအောင်လားကောင်းပါပြီမှတ်တမ်းထဲမှာအရဟံဆိုတာလေကိလေသာကင်းစင်လို့ပူဇော်ထုခံထိုက်တယ်လို့ဆိုထားတယ်အဲ့ဒီကိလေသာကင်းစင်တယ်ဆိုတာလေးကိုနည်းနည်းလေးဟုတ်ကဲ့အရဟံကပူဇော်ထိုက်တယ်ဆိုတာပြင်ဟိုလောဘဒေါသမောဟအစရှိတဲ့ကိလေသာတွေတန္တရာလေစေတဲ့အကြောင်းတရားတွေကိုအကုန်အမျက်ကနေဖျက်ပစ်လိုက်ပြီဆိုတဲ့အတိတ်ပဲစိတ်ကလုံးဝလွတ်မြောက်သွားပြီတင်းငိမ်သွားပြီပေါ့အဲ့လိုကင်စင်လို့တာလူနတ်ဖြစ်မာတွေကပူဇော်ကြတာဟုတ်ကဲ့နောက်ဂုဏ်တော်တစ်ပါးကတော့နောက်ထက်ကတမ္မာတမ္ဗုတော်ဒါကကြတော့သိเสียမှန်တမျှကိုလေဆရာမလိုပဲကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်ပဲအမှန်တိုင်းထိုးထွင်းသိမြင်တာကိုဆိုလိုတာအော်ကိုယ်ပိုင်ညာနဲ့သိတာတကယ်ထူးခြားတာပဲဟုတ်ပါတယ်ဂုဏ်တော်ဒီထဲမှာဝိသစရဏစံပန္နောဆိုတာလည်းပါပေးတယ်နော်အဲ့ဒါကြတော့ဘလို့အတိပ္ပယ်များလဲဝိသစရဏစံပန္နောဆိုတာကမြတ်စွာဘုရားမှာအတိညာဏ်ပညာပိုင်းဝိဇ္ဇာရောကိုကျင့်တရားပိုင်းစရဏပါပြည့်စုံတယ်လို့ပြောတာအတိရောအကျင့်ရောပြည့်စုံတာဟုတ်တယ်ဝိဇ္ဇာဆိုတဲ့အတိညာဏ်တွေရောစရဏစကပဆိုတဲ့အပြောအဆိုအလုတ်အပိကိနဲ့အကျင့်တွေရောအကုန်ပြည့်စုံနေတာအတိရောအကျင့်ပါအမြင့်ဆုံးပဲမှန်ပါတယ်အဲ့လိုဆိုထားတယ်မတန်နဲ့မှာဒီလိုပြည့်စုံတဲ့ဂုဏ်တော်တွေအပြင်ယတနာတုတ်အကြောင်းကိုလည်းမတန်းမှာပြောထားသေးတယ်နော်အဲ့ဒီတုတ်ရဲ့နောက်ခံဇလန်းလီကရောဟုတ်ကဲ့ယတနာတုတ်ကတော့ယတနာ၃ပါးပေါ့မရရဲ့တရားရဲ့တန်ခါရဲ့အဲ့ဒီယတနာ၃ပါးရဲ့ဂုဏ်တွေကိုအတိကချီးကျူးထားတာပါဟုတ်ကဲ့အထူးသဖြင့်ဟိုဝေတာလိပီမှာလေကပ်ပြောကဘေးဘီလူဘေးအငတ်ဖေးအဲ့လိုဘေး၃မျိုးကြတော့ငါပေါ့ဘေး၃မျိုးဟုတ်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကကိုယ်တိုင်ပဲအရှင်အာနန္ဒာကိုဒီတုတ်ကိုတင်ပေးတယ်တင်ပေးပြီးတော့ဝေတာလိမြို့ရို၃ထပ်ကြားမှာလက်ရွတ်ခိုင်းနေဆိုပြီးဟုတ်ပါတယ်အဲ့ဒီကိုလက်ပါရွတ်ဖတ်စီတော့ဘေးအန်ဒေတွေအကုန်ငင်းသွားတယ်လို့မတမ်းမှဆိုထားတယ်အဲ့ဒီလိုဘေးကြီးငင်းစေတဲ့အစွမ်းကဘယ်ကလာတာလဲတုတ်ထဲကစာသားတွေအစွမ်းအားလားအဓိကတော့အဲ့တုတ်ထဲမှာပါတဲ့သစ္စာစကားပေါ့စัจ java ချာလို့ခေါ်တယ်သစ္စာစကားဟုတ်တယ်ဆိုလိုတာကဖရာယတနာကဒီလောက်မြတ်တယ်တရားယတနာအထုတဖိနိဗ္ဗာန်ပေါ့လေကတီတော့အေးချမ်းတဲ့တန်ခါယတနာဆိုတဲ့အရိယာပုဂ္ဂိုလ်တွေကဒီလောက်တန်ဖိုးရှိတဲ့ဒီယတနာ၃ပါးလောက်မြတ်တာလောကမှာမရှိဘူးဆိုတဲ့အမှန်တရားကိုထက်ခါပြောဆိုတာအမှန်တရားကိုအခြေခံတဲ့စကားပေါ့အဲ့ဒီမှန်ကန်တဲ့စကားသစ္စာစကားရင်စွမ်းအားကစိတ်စွမ်းအင်ကိုစုစည်းပြီးတော့ပတ်ဝန်းကျင်ကိုပါကောက်ွယ်ပေးနိုင်တယ်ပေါ့မှတ်တမ်းမှာအဲ့လိုရှင်းပြထားတဲ့နတ်တီပြမာတဲ့တောင်ဒီသစ္စာစကားရဲ့အစွမ်းကိုအတိအမှတ်ပြုရတယ်လို့ဆိုတယ်တကယ်တော့မြတ်စွာဘုရားရဲ့ဒီလိုဂုဏ်တော်တွေယတနာတုတ်လိုမျိုးတန်ခိုးကြီးတဲ့တရားတော်တွေကသူ့အလိုလိုဖြစ်လာတာမဟုတ်ဘူးလို့လည်းချိတ်ဆက်ပြထားတယ်နော်အတိကျပဲဗျဒီလိုအစွမ်းတွေဂုဏ်တွေအားလုံးရဲ့အရင်ခံကမြတ်စွာဘုရားကိုယ်တော်မရေမတွက်နိုင်တဲ့ဘဝပေါင်းများစွာဖြည့်ကျင်းခဲ့တဲ့ပါရမီတွေကြောင့်ပဲပါရမီ10ပါအဖျား30ဟုတ်ပါတယ်စွန့်ချင်ကြီး9ပါစရိယ3ပါစသဖြင့်ပေါ့လေအဲ့လိုအချိန်ကြာကြီးစိုက်ထုတ်ပြီးကိုကျိုးစွန့်ပြီးကြင်ကြံခဲ့တဲ့အကျင့်မြတ်တွေကဒီလိုအနိုင်မြတ်ဂုဏ်ဒီစွမ်းအားတွေဖြစ်လာစေတဲ့အခြေခံအကြောင်းတရားတွေပေါ့ဒါဆိုရင်ဒီမတန်းကနေခြုံပြီးကြည့်လိုက်ရင်ဂုဏ်တော်၉ပါးနဲ့ယရနာထုတ်ရွတ်ဖတ်ပူဇော်မှုတွေကယရနာ၃ပါးရဲ့တူနိုင်မရတဲ့ဂုဏ်ကျေးဇူးတွေသူတို့ကိုစိတ်ကကိုးကွယ်ရင်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုဖော်ပြနေတာပဲခင်ဗျဟုတ်ပါတယ်အထူးသဖြင့်ယရနာ၃ပါးရဲ့ဂုဏ်ကိုသစ္စာတရားနဲ့ယဉ်ပြီးရွတ်ဆိုတာစင်ကြင်တာဟာစိတ်ငြိမ်းချမ်းမှုနဲ့အကာအကွယ်ကိုပေးနိုင်တယ်ဆိုတဲ့အချက်ကိုပဲဒီမတန်းကအဓိကပြောချင်တာပါဒီဆွေးနွေးမှုကိုအဆုံးသတ်ရရင်တော့လေရှေးတုန်းကဝေတာလီပီဘေးဒုက္ခတွေကိုငြင်းစေခဲ့တဲ့ယတနာတုတ်ထဲကတစ္ဆာစကားတွေဖျားရှင်ရဲ့ဂုဏ်တော်တွေကဒီနေ့ခေတ်ရဲ့စိတ်ရှုပ်စရာတွေဖိစီးမှုတွေကြားမှာစိတ်ပိုင်းဆိုင်ရာခိုလွန်ဖို့အတွင်းငြင်းချမှုရှာနေသူတွေအတွက်ဘလိုမျိုးလက်တွေ့ကြတဲ့လမ်းညွှန်မှုတွေဆက်ပေးနိုင်အောင်မလဲဆိုတာကတော့ဆက်ပြီးတွေးစရာလေးတစ်ခုအဖြစ်ထားခဲ့ခြင်းပါလေရှင်